Hey guys, Kitty ပါရှင်ဒီနေ့ဗီဒီယိုမှာကြတော့ Kitty ကဗီဒီယိုအတိတ်နီးရဲ့နာမည်ပြောင်းပြီး profile ပြောင်းနာမည်ပြောင်းလေးပေါ့ profile ပြောင်းနီးပြီးရင်တော့ဒီဘောနော်ဗီဒီယိုတင်နီးစားရဲ့ဒီ Roblox update နီးစားတဲ့ဟာလေးတွေကို PC ပြပြမယ်ပြီးရင်တော့အခု Kitty ပြပြမဲ့ထဲထဲမှာတခုရှိရဲ့အဲ့ဒါကကြတော့ဒီ CapCut နဲ့ဒီ Ace Recorder ပေါ့နော်ဒီအခု Kitty ပြောနေတဲ့ဟာလေဒီ Ace Recorder နဲ့ပဲ Kitty လောက်တာပေါ့နော်အရင်ဦးဆုံးဒီဟာလေးကို Kitty Play Store ထဲမှာထောင်းရပါမယ်အားလုံးပဲ down လိုက်ပေါ့နော်မှတ်ထားကြပါ Ace RECORDER Okay အဲ့တော့ Kitty တို့ကစားကြမယ်ပေါ့နော်အရင်ဦးဆုံး Kitty တို့ကဒီပေါ့နော်အခုနိုင် Kitty ပြဒီဟာလေးတဲ့80 Ace Recorder ရဲ့ Kitty တို့ကဝင်ပါမယ်ရှင်ဝင်းနေပါပြီဒါတော့သူတို့ကြညာလေးတော့နည်းနည်းလေးတော့ရှိပါတယ်ရှင်ခဏလေးစောင့်ပေးပါမယ်ရှင် what the fuck ဒီဟာရမပြီးတော့ဘူးလားကွာ Okay ဒီမှာကကြတော့ Kitty တို့ကအများကြီးရှိတယ်ပေါ့နော်ဒီဒါကြတော့ Kitty တို့မျက်နှာပေါ်တဲ့ camera ဒါကကြတော့ screenshot ရိုက်တဲ့ဟာဒါကတော့အခု Kitty တို့ပေါ့နော် video ရိုက်နေရပါရှင်ဒါကတော့ brush အခု Kitty သုံးနေတဲ့ဟာလေးပါOkay အဲ့တော့Kitty တို့ကပေါ့နော်ဒီဟာအခုဆို Kitty ရဲ့ video ရိုက်လာတာမျိုးလေးပေါ်တယ်ပေါ့နော်အခု Kitty ကတော့ဒီဟာကျတော့ video ရိုက်တဲ့ဟာဒီဟာကျတော့အခု brush ပေါ့နော်အဲ့ဟာကိုလောက်ပါမယ်အခု Kitty ကကျတော့ဒီသင်မှာပေါ့နော်အရင်ဦးဆုံး Kitty တို့ကဒီ Roblox update နည်းလေးကို Kitty ကသင်ပေးမယ်ပေါ့နော်အရင်ဦးဆုံး Kitty တို့က Play Store ကိုသွားပါမယ်နော် Class အရင်ဦးဆုံးကကျတော့ Kitty တို့က Roblox ကိုကြည့်ပါမယ်အဲ့တော့ဒီပေါ့နော် Kitty မြှပြတ်ထားတဲ့ဟာလေးတွေဝင်ပါမယ်ဒါကျတော့ Kitty မခေါ်တဲ့ဘူးပေါ့နော် search bar လာပါတယ်ဒီဟာလေးတွေ Kitty ပြန်သွားပါမယ် search Okay ပြီးရင်တော့ Kitty တို့ကဒီ ROBLO sorry ဒီ Roblox ကိုသွားပါပြီးရင်တော့ဒီပေါ့နော် Kitty ကတော့ update လုပ်ပြီးသွားပြီပေါ့နော် update လုပ်ကြသေးတယ်မိမိလေးတို့ပြပြတာပေါ့နော်ဒီမှာပေါ့နော် Kitty ကတော့ play ဆိုပြီးပေါ်နေလိမ့်မယ် Kitty ကတော့ update လုပ်ပြီးသွားပြီဆိုတော့ play ဆိုပြီးပေါ်သွားဒီမှာ update ရှိပါတယ်ရှင်ဒါလေးကို Kitty တို့နှိပ်ပါမယ်ပြီးရင်တော့ခဏလေးစောင့်လိုက်ရုံပဲပေါ့နော်ထောင်း Roblox ထောင်းတဲ့ပုံစံမျိုးပါပဲပြီးရင်တော့ Kitty တို့ဒီ app ဒီပေါ့နော် video တင်နေမလုပ်ခင်မှာ Kitty တို့ကဒီပေါ့နော်YouTube ထဲမှာ video တင်နေမလုပ်ခင်မှာအရင်ဥစွာ video အဲ့ဒါကြီးလေးရင်တင်ပေးပါမယ်အရင်ဥစွာ Kitty တို့ကဒီပေါ့နော် CapCut ရှိပါမယ်ရှင် CapCut ထဲကို Kitty တို့သွားရမယ်မရှိရင် CapCut ကို Play Store ရမ်းမျိုးပဲထောင်းလိုက်ပါရှင်ကဲအဲ့တော့ CapCut တဲ့ Kitty တို့ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင် Kitty ကsorry ဘာဒီမှမသိစိတ်ကြီးပြက်တယ်ဒါတွေကတော့ပေါ်လာလိမ့်မယ်ပေါ့နော် Kitty တို့ကဒီ video update လုပ်မှာပေါ့နော် video လေးမျိုး update မှာလဲဆိုတော့ Kitty တို့လုပ်ချင်တဲ့ video မှာဟိုဟာလေးတွေမထည့်ချင်ဘူးဒီဟာလေးတွေမထည့်ချင်ဟိုဟာတွေဖြည့်ညက်ကတ်လုပ်ချင်တယ်ဒီဟာတွေဖြည့်ညက်ကတ်လုပ်ချင်တယ်အတန်တွေပါ Kitty တို့သွင်းချင်တယ်ပေါ့နော် Okay အဲ့တော့ Kitty ကဒါလေးကို Kitty တင်ပေးပါမယ်အရင်ဦးဆုံးကတော့ new video လေးကို Kitty သွားပါမယ်တော့ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော် Kitty ကတော့ video လေးကို Kitty ရွေးလိုက်ပြီပေါ့နော်ဒီဟာလေးပါရှင်လုံးဝဒါကတော့ Kitty ဖြည့်ညက်ကလုပ်တဲ့ video တွေထဲမှာပါတယ်ပေါ့နော်ကဲအရင်ဦးဆုံး Kitty တို့ကဒီဟာကိုဖြည့်ညက်ကလုပ်မယ်ဆိုလို့ရှိရင်ဒီ edit ဆိုတဲ့ဟာလေးကို Kitty တို့သွားပါမယ်ပြီးရင်ကျတော့ဒီမှာပေါ့နော် Kitty တို့မထည့်ချင်တဲ့ဟာတွေပါမယ်ဟုတ်လားမဒီလိုမျိုးလေး short လိုက်ရုံပဲမတလာဒါကတော့ video edit နေပြီးအတန်သွင်းနေ Okay အတန်သွင်းနေရကြတော့ Kitty တို့ဒီဟာလေးကိုသွားပါမယ်ဒါဘယ်လိုခေါ်လဲတော့ Kitty လည်းမသိပါဘူးသွားပါမယ်သွားပြီးရင် Kitty တို့ဒီ record ဆိုတဲ့ဟာလေးတွေကို Kitty တို့သွားပါမယ်ပြီးရင်တော့ Kitty တို့ကဒီအပြောင်လေးကို Kitty တို့နှိပ်ပါမယ်နှိပ်ထားပါတော့ပြီးရင်တော့ဒီ only this time ပေါ့နော်အဲ့လေး Kitty တို့နှိပ်ပါမယ်ပြီးရင်တော့sorry blah 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 ရပြီ blah 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 ပြီပေါ့နော်ပြီးပြီဆိုတော့ Kitty တို့နားထောင်ကြည့် Okay ဒါဆိုရင် Kitty တို့က video ကိုဒီပေါ့လုပ်ပြီးသွားပြီပေါ့နော်ပြီးရင်တော့ Kitty တို့ကဒီ video သင်နေ video
တင်နေရကြတော့ခီတို့ဒီထက်ထွက်မယ်ပြီးရင်တော့ခီတို့ဒီပေါ့နော် YouTube ထဲခီတို့သွားပါမယ်တို့နေ oh my Okay YouTube ထဲရောက်ပြီးသွားပြီဆိုလို့ရှိရင်ကြတော့ဒီဟာပေါ့နော်ဒီဟာကြတော့ခီတီရဲ့အကောင့်ပဲဖြစ်ပါရဲ့ရှင်ကဲအဲ့တော့ခီတို့ဒီကိုရောက်ပြီဆိုလို့ရှိရင်ခီတို့လောက်ကမှာကဘာလဲဆိုတော့ဒီပေါ့နော်ဒီဟာကတော့ခီတီ your video အဲ့ထဲလုံးဝမသွားပါနဲ့အခုခီတီဗီဒီယိုမတင်ခိုင်းသေးဘူးပေါ့နော်ခီတီ profile ခီတီပြောင်းပြပါမယ်ဒီဟာလေးကိုခီတီသွားပါမယ်အဲ့ဟာလည်းမဟုတ်ပါဒီပေါ့နော်ဒီကအကုန်လုံးခီတီနှိပ်လို့ရပါတယ်နော်နှိပ်လိုက်ပါပြီဟဲ့ရွာဆိုရှင်လည်းမျိုးပေါ်ပြီးရင်တော့ဒီ update channel ဆိုတဲ့ဟာလေးကိုခီတီသွားရခဲတဲ့ပုံစံလေးနဲ့ပေါ့နော်ပြီးရင်တော့ခီတိုဒီပုံပြောင်းကျင်တာဒီနာမည်ကိုပြောင်းကျင်တာပုံပြောင်းကျင်တော့ခီတိုကင်မရာရောက်သွားပါမယ်ခီကတော့မပြောင်းပေါ့နော်ပြီးရင်ဒီရပဲခီပြန်ထားမှာပါဒီရပေါ့နော်ပြပါမယ်ဒီမှာခီရှိမှာပုံလေးတွေအများကြီးပဲအရင်ကြိုက်တဲ့ပုံလေးတွေပေါ့နော်အဲ့တော့ခီကတော့ဒါလေးကိုသွားပါမယ်ခီဆိုတဲ့အတိုင်းပေါ့နော်အေးဘာကြီးရော what the fuck okay ရပါပြီပြီးရင်တော့okayဖဲနာလေးဆိုတော့ဒီနာလေးဒီလိုမျိုးလေးလုပ်မယ်ကိုကြိုက်လို့လုပ်ပြီးသွားဆိုရင်ဒါလေးကိုနှိပ်ပါမယ်ကဲဒါဆိုရင်တော့ခီတို့ပြောင်းသွားမယ်ပေါ့နော်ခဏလေးစောင့်ပြရပါမယ်ရှင်စိတ်တကပြတ်တယ်โอเคဒါဆိုရင်တော့ခီတို့ပုံစံလေးပြောင်းသွားပါပြီအော်ဒါနဲ့ခီတို့ဗီဒီယိုတင်နေโอเคဗီဒီယိုတင်နေရကြတော့အရင်ဦးဆုံးဒီရတဲ့တော့ဒီအပေါင်းလေးကိုသွားပါမယ်ရှင်အပေါင်းလေးကိုသွားပြီးွားပြီဆိုလို့ရှိရင်ခီတီခုနပြတဲ့ဒီရလေးပေါ့နော်ဒါတော့ခီတို့အတန်နေပိုင်းမပါတော့ခီတီကမ save ထားဘူးပေါ့နော်ဒါမဲ့ခီတီကဒီရပေါ့နော်ခီတီပြပါမယ်ရှင်ဒီရပါဝါတယ်ဒီနေ့ဗီဒီယိုမှာကကြတော့ပြီးရင်တော့ဒီ next ကိုနှိပ်ပါမယ်လားတဲ့ပြီးရင်တော့ခီတီကအရင်ဦးဆုံးဒီ comment ရေးမယ်ပေါ့နော်ဒီဟာလေးတွေခီတီတော့ပါမယ်ပြီးရင်ဒီမှာခီတီ comment ရေးကြမယ် comment ကတော့ဒီနေ့ရှောက်ရေးလိုက်မယ်ပေါ့နော်ပြီးရင်ဒီဗီဒီယိုခီတီပြန်ဖြစ်ပြီးနောက်တစ်ခုတင်မှာပေါ့နော်တင်ပြီးရင် okay ဒီမြားလေးကိုပြီးရင်တော့ဒီမှာမြားလေးကိုအောက်ကမြားလေးကိုနှိပ်မယ်ပြီးရင်ဒီဟာကိုသွားမယ်ဟုတ်လားဟုတ်တယ်ဒီပေါ့နော်ခီးပြမယ်ဒီဟာလေးကိုသွားပါမယ်ပြီးရင်တော့ဒီမှာခီးတို့ရေးချင်တာရှောက်ပြီးရေးပါမယ်ရှင်ယူတော့အမရေးချင်တာရေးခီးရတော့ပြီးရင်ပြန်ဖြစ်မှာဆိုတော့ okay လမ်းရေးပြီးပါရင်မှာပြီးပေါ့နော်ပြီးဆိုလို့ရှိရင်ဒီဟာလေးကိုတော့သွားပါမယ်ပြီးရင်တော့ခီရ no small kiss ပေါ့နော် okay ဒါလေးခီရတော့မယ်ပြီးရင် L logo ခီရနှိပ်မယ်ပြီးလို့ရှိရင်ကျတော့တို့ကဒီမှာပေါ့နော်ဒါကိုအခုထောင်းနေပါပြီအဲ့တော့အားလုံးပဲပြပိုင်ချစ်ပါရရှင်